ပြန်มาလဲဗျာဒီနေ့ဒီမျိုးမရိုးရအောင်ဒီနေ့မနေ့လမ်းလျှောက်ထွက်တော့ဒီမှာတွေ့ပြန်ပြီ Grey Fox ဘယ်ကောင်ထောင်သွားလဲမသိရှောင်းနေညက်နေချမ်းကကျေတော့ခါကြရင်ဒီရှေ့ရလူတွေနဲ့တူပါတယ်ရှေ့စိတ်မွေးတဲ့လူတွေကခါကြရင်ဒီ Grey Fox ရလာပြီးတော့စိတ်ပေါက်လေးလာကြိုက်တာတော့ရှိမှာပေါ့သူတို့ထောင်ထားဖြစ်မှာတွဲလောင်းကြီးသူတို့ကလည်းလာမသိဘူးဆိုတော့ကျွန်တော်ပဲဖမ်းပြီးတော့ဒီအောင်ရောက်ကဖြုတ်ပေးအောင်လောင်ဝင်နဲ့တော့ထည့်ထားလိုက်ပြီဗျဖမ်းဖြုတ်ပြီးတော့လောင်ဝင်နဲ့ထည့်ထားလိုက်ကဲမွေးကျင်တဲ့လူရှိရင်ပြောပါလို့ဒီ Grey Fox ကြီးလှတော့လှချစ်စရာလေးဒီဝေးပေါ့ဗျာလူကျင်တဲ့လူရှိရင်ပြောပါလို့အဲ့ဒါလေးကျွန်တော်ခုတော့ထောင်ချောက်ကနေဖြုတ်လိုက်ပါအောင်မယ်ကဲအားလုံးပဲကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာဝေဒီတနာပါတယ်